ပြန်နေပြန်လဲပြီးတော့ကြိုဆိုလိုက်ပါတယ်ဒီနေ့ဟန်ယူပေါ် lesson 9ရောက်ပြီပေါ့နော်တူတူလေးလာကြရအောင်附近无爱外破安旁波一安边旁边之翁中之安真中真日安认是认识滋为罪得恩等七用冲七安前冲七安前抽签吃安长基因景长景乐路长景路波波博滋滋博滋佛安饭得一安店饭店之翁中歌舞俄国中国基耶节中国节特恩堂热恩人基耶节唐人街
生个上林的家在藤人节附近，上林也应该只有在那里那嘛是的学句式，我在我顶着没。上立在教室里边，上立个啥顶干的嘛是的，老师在教室外边，小妈个啥顶干也边边嘛是的，爸爸在妈妈旁边，皮个妹也边边嘛是的，妹妹在我和弟弟的中间，你们离个这哪呢？你离也来嘛是的。在动物园可以看到很多动物，大热山有吗？大热山အများကြီးကိုတွေ့နိုင်တယ်在学校找马孙可以认识地转နိုင်တယ်很多新朋友တကယ်ချင်းတဲ့အများကြီးကိုသိနိုင်တယ်ပေါ့နော်ဒီမှာခါကျတော့ site ကိုနေရာပြအနေနဲ့သုံးပြထားတာပေါ့နော် site ကနှစ်ခုသုံးလို့ရတယ်တစ်ခုခုလုံးနေတယ်ဆိုလဲ site သုံးလို့ရတယ်နောက်တစ်ခု location and at အဲ့နေရာမှာဆိုဖြစ်တယ်ဆိုရင်အဲ့လားဆိုတဲ့ site ကိုသုံးတာပေါ့နော်ဒီနေရာမှာဆိုရင်ရှောင်းလိကအခန်းထဲမှာရှိတယ်ဆရာမကပြင်မှာရှိတယ်အဖေကအမေရဲ့ဘေးမှာရှိတယ်အဲ့ဒါကနေရာသုံးပြထားတယ်ပေါ့နော်နောက်တစ်ခုခါကျတော့老师在说话ဆရာမကစကားပြောနေတယ်အခုကကျတော့သူကစကားပြောနေတာကိုအထူးပြုချင်တာပေါ့နော်စကားပြောနေတယ်အဲ့ဒီတခုခုလုံးနေတယ်ဆိုတာကိုသုံးပြထားတာပေါ့နော်နောက်တစ်ခုကဒီ 在ရှေ့ခန်းမှာ我打完虫在洗澡ကျွန်တော်ရေချိုးကျွန်တော်ဘလုံးကစားပြီးတော့ရေချိုးတယ်အဲ့မှာ 在 တွေ့ခဲ့တော့ဘယ်လိုကွဲလဲရှာကြည့်တော့ 在 ကအခန်း lesson 4ဟဲ့ယူ4မှာတော့က 在 စတင်ပေါ့နော်အဲ့မှာဆိုရင်ထပ်ပြီးနောက်ထပ်အဲ့လိုမျိုးအဓိပ္ပာယ်နဲ့သုံးထားပါတော့အခုဒီမှာဆိုရင်再见ဆိုရင်နောက်မှတွေ့မယ်နော်ဆိုတာနောက်မှအဲ့နေနဲ့သုံးထားပါတော့နောက်တစ်ခုကကျတော့我会再给你一支铅笔ငါနောက်ခဲတဲ့နောက်တစ်ခုပေးမယ်ဒါကကျတော့ဒီ 在 ကကျတော့နောက်တစ်ခုအနေနဲ့သုံးထားတယ်ပေါ့နောက်တစ်ခုကကျတော့再给我一点时间ကျွန်တော်ကိုအချိန်နည်းနည်းထပ်ပေးပါလားဒါကကျတော့ထပ်ပြီးပေါ့နော်နောက်ထပ်ပေါ့ပေးအချိန်ပေးပါလားအဲ့ဒီကနေသုံးထားပါတော့အရင်အခန်းကကျတော့ကျွန်တော်ဘောလုံးကစားပြီးမှရေချိုးတဲ့အခါကျတော့ပြီးမှအနေနဲ့သုံးထားတာပေါ့နော်弟弟最喜欢长颈鹿ညီလေးကကလာအုပ်ကိုသဘောအကျဆုံးဖြစ်တယ်长颈鹿的脖子最长ကလာအုပ်ရဲ့လက်ပင်ကအရှည်ဆုံးဖြစ်တယ်ဆွေကကျတော့သူကအတစ်တဲ့နဲ့တွဲသုံးတယ်ပေါ့နော်သူပစ္စည်းတစ်ခုကိုနိုင်ရှင်းတဲ့အခါမှာသုံးပေါ့ဒီနေရာမှာကကျတော့အတစ်တဲ့ရဲ့ရှေ့မှာဆွေကိုသုံးပြထားတယ်ပေါ့နော်သူကပစ္စည်းနိုင်ရှင်းတဲ့နေရာမှာဆိုဆွေသုံးလို့ရတယ်အတစ်တဲ့နဲ့တွဲသုံးတယ်ဒီမှာကကျတော့ဆွေအတစ်တဲ့လက်ပေါ့နော်ဒီဟာကကျတော့小猫最可爱了可爱了ကြောင်ကလေးကအချစ်စရာအကောင်းဆုံးဒါခါကျတော့အကောင်းဆုံးဥမာအင်္ဂလိပ်လိုမျိုးဆိုရင်ဒီလာတော့ပူရလာတော့အလားဆုံးအဲ့နေရာမှာအဲ့လိုမျိုးသုံးပြတာပေါ့နော်ဒါခါကျတော့လက်ဆိုရင်နောက်ဆုံးတစ်ခုပေါ့နော်ချစ်စရာအကောင်းဆုံးအလားဆုံးအနေနဲ့သုံးပြထားတာပေါ့နော်读课文ကိုကြည့်ကြရအောင်上林的家在唐人街附近上林ရဲ့အိမ်ကတရုတ်တန်းအနီးနားမှာရှိတယ်星期天တနင်္ဂနွေနေ့မှာ我去上林我去上林家玩ကျွန်တော်上林အိမ်သွားကစားတယ်上林大家在唐人街附近上林ရဲ့အိမ်ကတရုတ်တန်းအနီးနားမှာရှိတယ်唐人街有很多商店和饭店တရုတ်တန်းမှာဆိုရင်ဈေးဆိုင်နဲ့ထမင်းဆိုင်အများကြီးရှိတယ်特别热闹ထူးကိုလူစီကားတယ်လူများတယ်ပေါ့နော်唐人街前面တရုတ်တန်းရဲ့ရှေ့မှာဆိုရင်ရုံးရှိတယ်一个车站ဘူတာရုံးတစ်ခုရှိတယ်
车站旁边是布达永ရဲ့ဘေးမှာက是ဖြစ်တယ်一个中国饭店တရုတ်ထမင်းဆိုင်တစ်ခုဖြစ်တယ်祥林大家在祥林ရဲ့အိမ်ကရှိတယ်中国饭店旁边တရုတ်ထမင်းဆိုင်ရဲ့ဘေးမှာရှိတယ်在唐人街可以买到很多中国的东西အဲ့ဒီတရုတ်တန်းမှာဆိုရင်တရုတ်နဲ့တရုတ်ပစ္စည်းတွေကိုဝယ်လို့ရနိုင်တယ်ပေါ့နော်我最喜欢中国节ကျွန်တော်ကတရုတ်ကျိုးလုံးကိုသဘောကျဆုံးဖြစ်တယ်我送给小林一个漂亮的中国结ကျွန်တော်က小林ကိုအလားဆုံးတရုတ်ကျိုးလုံးကိုပေးတယ်ပေါ့နော်အဆင်ပြေမယ်လို့ညွှန်လင်းပါတယ်ဒီဟာခါကျတော့ကျွန်မသင်ယူရင်းလေ့လာရင်းနဲ့ပြန်ပြီးညဝေပေးတာပေါ့နော်လိုအပ်တာရှိရင် comment မှာရေးပေးနိုင်ပါတယ်ကျေးဇူးတင်ပါတယ်再见